Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့မေကစီချက်ခေါက်ဆွဲလေးလှုပ်ရှားဖြစ်လို့မျှဝေပေးလိုက်ပါတယ်စီချက်ခေါက်ဆွဲလေးရဆိုရင်အကောင်ကြလည်းတက်တာတယ်ကလေးလူကြီးလည်းကြိုက်ကြတယ်အိမ်မှာပဲလို့လက်ကူလည်းလှုပ်ရှားလို့ရတယ်ပေါ့နော်ဒီကဆိုရင်တော့မေတို့အရင်ဦးဆုံးစီချက်ခေါက်ဆွဲအတွက်လိုအပ်တဲ့ချက်သားလေးချက်ယူလေးစပြီးတော့ပြုတ်လိုက်ရအောင်ချက်သားပြုတ်တဲ့နေရာမှာမေကစက်တုံပြူလေးရဲ့စားချုံမှုလေးရဲ့ထည့်ပြီးတော့မေကပြုတ်ထားလိုက်ပါတယ်ပြုတ်နေတာပပဆူလာပြီဆိုရင်ပတိလိုအမြုပ်လေးလည်းတက်လာပြီဆိုတော့အမြုပ်လေးကိုတစ်ချက်ခတ်ထုတ်ပေးပါမယ်ပြီးရင်တော့မေးချက်သားလေးတွေကိုခဏဆယ်ပြီးတော့အေးခဏလိုက်ပါမယ်ပြီးရင်မေကစီချက်ရဲ့အဓိကအသက်ဖြစ်တဲ့ချက်သွန်ပြူစီချက်ကလေးကိုချက်ဖို့အတွက်ချက်သွန်ပြူလေးတွေကိုနှုတ်ဆင်းလိုက်ပါမယ်ရှင်ပြီးရင်စီချက်ခေါက်ဆွဲနဲ့တွဲစားမဲ့ချက်သွန်မိတ်လေးကိုလည်းပြင်ဆင်ထားလိုက်ပါတယ်ပြီးသွားရင်ပြုတ်ထားတဲ့ချက်သားလေးတွေအေးပြီဆိုတော့မေအတုံးလေးတွေလှီထားလိုက်ပါတယ်ပြီးရင်မေတို့အချင်းလုပ်ဖို့အတွက်ချက်သွန်လေးတွေလည်းခွာထားလိုက်ပါမယ်ပြီးရင်မေတို့ပပလေးလှီထားပြီးတော့ရေစေးပြီးတော့ခဏစစ်ထားလိုက်မယ်ပေါ့နော်ပြီးရင်တော့မေချက်သွန်ဖြူစီချက်ကလေးစချက်ပါမယ်စီပူလာပြီဆိုရင်မေနှုတ်ဆင်ထားတဲ့ချက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့ရှင်ညူရောင်လေးရဲလာတဲ့အထိမေတို့ကြောပေးပါမယ်ဒီလောက်နေဆိုရပါပြီပြီးရင်တော့မေဆွနာကပြုတ်ထားတဲ့ချက်ပြုတ်ရည်လေးကိုငကောင်းလေးရဲ့ချက်သွန်မိတ်လေးရဲ့စားရတာလေးရဲ့ခက်ပြီးတော့မေဒီတောက်ကျွတ်လည်းပြင်ဆင်ထားလိုက်ပါတယ်ကဲအားလုံးပြင်ဆင်လို့ပြီးပါပြီဆိုရင်တော့မေခေါက်ဆွဲလေးစပြီးတော့ပြုတ်ပါမယ်မေကတော့ဒီလေးလက်ကီးခေါက်ဆွဲလေးကိုတုံးထားပါတယ်ရှင်နှစ်ထုပ်တုံးထားပါတယ်မေကတော့အိမ်မှာလူက၄ယောက်ရဲ့ပြီးတော့တခြားအိမ်လေးတွေလုပ်ပေးချင်တာဆိုတော့လေကဲလူနာမေတို့ပြုတ်လာလိုက်တာခေါက်ဆွဲလေးတွေလည်းနိုးပြီဆိုရင်တော့မေဆယ်ပြီးတော့ရေအေးလေးနဲ့တစ်ချက်ဆေးပါမယ်3မိနစ်လောက်ပဲခေါက်ဆွဲကိုပြုတ်ရင်ရပါတယ်ဒီစီချက်ခေါက်ဆွဲလေးကအိမ်မှာလှုပ်ရှားတာအရင်လည်းစားကောင်းတယ်ဘဝလည်းလည်းစားရတယ်ပေါ့နော်ပြင်မှာလည်းဈေးကြီးနေပြီဆိုတော့လေကဲအခုဆိုရင်ရေအေးလေးနဲ့ဆေးပြီးရောစကားလေးနဲ့ရေစစ်ထားပြီးပြီဆိုရင်တော့မေစီချက်ခေါက်ဆွဲနဲ့တွဲစားဖို့အတွက်အချင်းလေးတစ်ချက်ပြင်ဆင်လိုက်ပါမယ်တုံလေးတွေကိုငရုတ်သီးစိမ့်လေးရဲ့စားချုံမုတ်လေးရဲ့တံမြသီးလေးရဲ့နှိမ့်ထည့်ဆိုရင်အချင်းလေးကရောက်တော့ပါပြီတံမြသီးနေရာမှာရှာလက်ကားရေး3ချက်နဲ့ဆိုလဲရပါတယ်ဖြောက်တီးတံမြသီးတံမယိုဒီချိုင်းနဲ့3ရပါတယ်နော်ဒီအချင်းလေးမပါရင်လည်းစီချက်ခေါက်ဆွဲအီတဲ့ခါကျတော့ဒီလိုအချင်းလေးနဲ့မှလိုက်ပတ်တာပေါ့နော်ခေဒါဆိုရင်မေးတယောက်ဆက်ပွဲလေးဆက်ပြင်ပါတော့မယ်အရင်ဦးဆုံးမျိုးခေါက်ဆွဲလေးတွေကိုချက်သွန်ပြစီချက်လေးထည့်တယ်ပန်းကင်ပြားလေးထည့်တယ်ပဲနောက်ရည်လေးရဲ့မေးပြီးလို့ရှိရင်ချက်သားမှုတ်ကလေးထည့်ပါမယ်အပေါ်ညစလီတွေကတော့ဒါလေးပဲအရန်လွယ်ကူတယ်เนาะရတာလည်းအရန်ရှိတယ်လို့စားကြည့်ကြပါရှင်ကဲမေသမတော့အောင်နေပြီးသွားရဆိုရင်တော့မေပွဲလေးပြင်လိုက်ပါအောင်မယ်စီချက်လေးနေပြီးသွားရဆိုရင်အဲ့ပေါ်မှာမေကချက်သားနှုတ်ဆင်ထားတာလေးဖြူမယ်ပြီးချက်တော့မိတ်ကလေးဖြူမယ်ပေါ့เนาะပြီးသွားလို့ရှိရင်တော့စီချက်ချက်ထားတာလေးကိုပါပေါ်ကတင်ပေးလိုက်ပါတယ်ပြီးသွားရင်တော့မေငရုတ်ကောင်းလေးဖြူပြီးရင်တော့အရန်ကိုရတာရှိတဲ့စီချက်ခေါက်ဆွဲလေးရပါပြီရှင်